ကောင်မလေးတယောက်ဟာသူမရဲ့မိခင်စီကို message တစ်စောင်ပို့လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတင်အဲ့ဒီ message ဟာပွဲခန်းမရဲ့စင်မြင့်ပေါ်က CEO ရဲ့ projector စခင်အကြီးကြီးပေါ်မှာလူတိုင်းမြင်အောင်ပေါ်လာခဲ့ပါတယ်။ကောင်မလေးခမညာချက်ချင်းပဲအကြီးအကျယ်အရှက်ရသွားပြီးသူမရဲ့လက်ကင်အိတ်လေးနဲ့မျက်နှာကိုကွယ်ထားရှာပါတယ်။အဲ့ဒီနောက်မှာသူမသိလိုက်ရတာကသူမအခုတလောမိခင်ဖြစ်သူစီပို့နေသမျှ message တွေအားလုံးဟာမိခင်စီမရောက်ပဲ CEO စီကိုအကုန်ရောက်သွားခဲ့တာဖြစ်နေပါတယ်။တကယ်တော့ဒီကောင်မလေးဟာဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့အလုပ်တင်တယောက်ဖြစ်ပါတယ်။သူမရဲ့ CEO ရဲ့ account profile ပုံစံနဲ့သူမမိခင်ရဲ့ profile ပုံစံကတပုံစံနဲ့တူညီနေတာဖြစ်ပါတယ်။ဒါကြောင့်ကောင်မလေးက CEO ရဲ့ account ကိုသူမမိခင်ရဲ့ account လို့ထင်မှတ်မှာပြီး message တွေမှားပို့မိခဲ့ခြင်းဖြစ်ပါတယ်။အခြေအနေကဘယ်လောက်ထိဆိုးသွားလဲဆိုရင်သူမရဲ့မိခင်အရင်က message တွေပို့လာတဲ့အခါမှာတော့အဲ့ဒါကိုလိမ့်လေသူ account လို့ထင်ပြီးသူမရဲ့မိခင်အရင်ကိုပါ block ပစ်ခဲ့မိပါတယ်။ CEO ဖြစ်သူအမျိုးသားဟာအစကတော့ကောင်မလေးကိုအမှန်တိုင်းပြောပြဖို့လုပ်ခဲ့ပါသေးတယ်။ဒါပေမဲ့ကောင်မလေးစီကနေကုမ္ပဏီအကြောင်းညှိညူထားတဲ့ message တစ်ခုကိုဖတ်လိုက်ရပါတယ်။အဲ့ဒီ message ထဲမှာကောင်မလေးက CEO ရဲ့အတွင်းရေးမှူးမကအဝတ်အစားတွေကိုအရန်ဟိုက်အောင်ဝတ်ဆင်ပြီး CEO ကိုညှို့ဆွဲဖို့စူးစမ်းနေတယ်လို့ရေးထားတာပါ။ဒါကိုမြင်လိုက်တဲ့ CEO ကဘေးကအတွင်းရေးမှူးကိုကြည့်ပြီးနောက်ဆိုအဝတ်အစားကိုတိတိကျကျစနစ်တကျဝတ်ဆင်ပါလို့ချက်ချင်းသတိပေးလိုက်ပါတယ်။ဒါအပြင်ကောင်မလေးကုမ္ပဏီပေါ်အမြင်ကောင်းစေဖို့အတွက် CEO ကအတွင်းရေးမှူးကိုဝန်ထမ်းအားလုံးအတွက်ကော်ဖီသွားဝယ်ခိုင်းပါတယ်။ဒါပေမဲ့မနာလိုတဲ့အတွင်းရေးမှူးဟာကော်ဖီဝယ်ပြီးပြန်လာတဲ့အခါအလုပ်တင်ကောင်မလေးကိုပဲအလုပ်တွေအကုန်ပုံချပြီးခိုင်းစေခဲ့ပါတယ်။ကောင်မလေးလည်းမငင်းဆန်ရဲပဲအလုပ်တွေကိုလုပ်ပေးရပြီးမိခင်အကောင့်စီကိုမမအတွင်းရေးမှူးကအလုပ်တွေအကုန်ငါ့ကိုပဲပုံချခိုင်းနေတယ်ဆိုပြီးထပ်မံတိုင်တန်းနဲ့ message ပို့လိုက်ပြန်ပါတယ်။ဒါကိုဖတ်မိတဲ့ CEO ကရုံးခန်းထဲကနေချက်ချင်းထွက်လာပြီးအတွင်းရေးမှူးဖြစ်သူကိုပြင်းရပြီးအလုပ်မလုပ်ဘူးဆိုပြီးလူပုံအလဲမှာစုဖို့အပြစ်တင်လိုက်ပါတယ်။အတွင်းရေးမှူးမကဒေါသထွက်သွားပေမဲ့အလုပ်ပြုတ်မှာကြောက်လို့ပြန်မပြောရဲပါဘူး။ဒီအဖြစ်အပျက်ကိုဘေးကနေကြည့်နေတဲ့ CEO ရဲ့ညီမဖြစ်သူကအကိုဖြစ်သူဟာဒီကောင်မလေးကိုဘာလို့ဒီလောက်ထိကာကွယ်ပေးနေတာလဲဆိုပြီးသူတို့ကြားကပတ်သက်မှုကိုတန်တရားဝင်လာပါတယ်။ဒါကြောင့် CEO ရုံးခန်းထဲဝင်ပြီးကောင်မလေးအပေါ်စိတ်ကစားနေတာလားလို့မေးတဲ့အခါ CEO ကသူ့ညီမရဲ့မုတ်ဖိုးကိုတလားစာဖြတ်တောက်ပြီးရုံးခန်းထဲကနေမောင်းထုတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းကောင်မလေးကမိခင်ဖြစ်သူစီကဘာလို့စာပြန်မလာတာလဲဆိုပြီးစဉ်းစားမရဖြစ်နေပါတယ်။ဒါနဲ့သူမကစာမပြန်ရင်ဒဏ်ငွေဒေါ်လာ200ပေးရမယ်ဆိုပြီး message ထပ်ပို့ပါတယ်။ဒါကိုမြင်တဲ့ CEO ကတွေ့ဝေမနေပဲကောင်မလေးစီကိုဒေါ်လာ2000အောင်ချက်ချင်းလွှဲပေးလိုက်တာကြောင့်ကောင်မလေးခမညာအံ့အားမြင်တက်သွားရပါတယ်။နောက်ပိုင်းမှာအတွင်းရေးမှူးမကကော်ဖီတွေယူဆောင်လာတဲ့အခါကောင်မလေးကခိုးပြီးတပ်ပုံရိုက်ကမိခင်စီထက်တိုင်ပါတယ်။မမအတွင်းရေးမှူးရဲ့ project တွေအားလုံးကိုတကယ်တော့ကျမပဲလုပ်ပေးနေရတာလို့ပို့လိုက်တဲ့အတွက် CEO ကအရန်ဒေါသထွက်သွားပြီးအဲ့ဒီ project အသစ်တစ်ခုလုံးကိုအလုပ်တင်ကောင်မလေးကိုပဲအကုန်တာဝန်ယူဦးဆောင်ခိုင်းလိုက်တာကြောင့်အတွင်းရေးမှူးမခမညာလူပုံအလဲမှာမျက်နှာပြတ်သွားရပြန်ပါတယ်။မကြခင်မှာကုမ္ပဏီရဲ့နှစ်ပတ်လည်ပါတီပွဲကိုကျင်းပပါတယ်။ကောင်မလေးကခန်းမထဲမှာ projector စက်ပစ္စည်းတွေကိုစမ်းသပ်နေရင်းနဲ့စပွဲပေါ်က CEO ရဲ့ဖုန်းကိုသူမဖုန်းအမှတ်နဲ့မှားပြီးကောက်ကင်မိသွားပါတယ်။အဲ့ဒီနောက်စမ်းသပ်မှုတွေအဆင်ပြေသွားတဲ့အခါဖုန်းမှန်သိပြီးစပွဲပေါ်ပြန်တင်ကသူမဖုန်းကိုပြန်ယူသွားပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးမနာလိုဖြစ်နေတဲ့အတွင်းရေးမှူးမကလူတယောက်ကိုလွတ်ပြီးကောင်မလေးကိုအာယုံလွှဲခိုင်းပါတယ်။အဲ့ဒီနောက်ကောင်မလေးရဲ့ဖုန်းထဲကိုသူမကိုတိတ်ခါချမဲ့ရဲနဲ့လှုပ်ထားတဲ့ဗီဒီယိုတစ်ခုကိုခိုးပြီးထည့်သွင်းလိုက်ပါတယ်။ပါတီပွဲစားတဲ့အခါအတွင်းရေးမှူးမကနည်းပညာဝန်ထမ်းတွေကိုကောင်မလေးရဲ့ဖုန်းစကရင်ကို screen mirroring လုပ်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲ screen ပေါ်မှာပေါ်လာတာက CEO ရဲ့ဖုန်းစကရင်ဖြစ်နေပါတယ်။အဒီချိန်မှာကောင်မလေးကမိခင်အကောင့်အောက်မေ့ပြီး CEO စီကိုချစ်ရတဲ့သူကြီးရေဖတ်ထားခြင်းနဲ့ဆိုတဲ့ကလူမျိုးဆွဲတဲ့ message တွေကိုရိုက်ပြီးပို့နေတဲ့အချိန်ဖြစ်နေပါတယ်။ဒီ message တွေကိုစကရင်ကြီးကြီးပေါ်မှာလူတိုင်းမြင်လိုက်ရတဲ့အတွက်ဝန်ထမ်းအားလုံးအံ့အားမြင်တက်သွားကြပြီး CEO နဲ့အလုပ်တင်မလေးကြမှာဒီလိုရှိုးဝက်ဆန်းပြတဲ့ဆက်ဆံရေးမျိုးရှိနေလိမ့်မယ်လို့မထင်ထားခဲ့ကြပါဘူး။နောက်ဆုံးမှာတော့ကောင်မလေးဟာမိမိအကောင့်မှာပြီး CEO ကိုမိခင်အောက်မေ့က message တွေပို့မိနေမှအကုန်လုံးရှေ့မှာတီးသွားရပြီးအကြီးအကျယ်ရှက်ကိုရှက်ကန်ဖြစ်ကပွဲခန်းမထဲကနေထွက်ပြေးသွားရခြင်းနဲ့ဗီဒီယိုပြီးဆုံးသွားပါတယ်။